ဝေဖန်လို့ရတယ်တိုးတော့မကြိုက်တာကိုမကြိုက်ကြောင်းပြောပြီးမြဲတီစဲအစိုးရအာဏာရဲ့ပေါ်စီမှာဆဲဆိုရန်ကားတာချတော့ဥပဒေတွေကိုကြော်သွားတာအဲ့ဒါပြဿနာတက်တာဒါလေးတော့တတိထားကြဖို့တော့ဘယ်နဲ့ငပိကြော်စားရမလဲမသိဘူးနော်ငပိကြော်လေးပါလေလာပို့ကြအောင်တကယ်လို့ပါသွားရင်တော့哎呦我的妈！ကျွန်တော်ဒီကနေ့ဇွန်လ4ရက်နေ့ဒီကနေ့မနက်ပိုင်းထိအောင်နောက်ဆုံးသိရတဲ့သတင်းတွေကိုတက်နိုင်တဲ့လောက်ချင်းချုံပြီးတော့ဖတ်ပြရပါမယ်။နောက်မှာသတင်းတွေမလာမီမှာထိုင်းမြန်မာနယ်စပ်ကသေဘောဘူးအကြမ်းဖက်စစ်ကောင်စီရဲ့တပ်စခန်းကို KNL နဲ့မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေသိမ်းပိုက်ရရှိခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မနေ့ညကျွန်တော်ရဲ့ရုပ်သံဗီဒီယိုဖိုင်မှာတော့မရရှိသေးပါဘူးသိမ်းပိုက်လို့ဒါရလူနေနေဖြစ်နေပါပြီတိုက်ပွဲတွေပြင်းထန်နေပါတယ်ဆိုပြီးတော့ကျွန်တော်ကတော့ထည့်ပြီးတော့ပြောတော့ပြီမယ်ကျွန်တော်လည်းဗီဒီယိုဖိုင်တင်ပြီးကြီးကွက်ခနဲ့ဆိုပဲခေတ်သစ်မီဒီယာ breaking news ဆိုပြီးတော့သိမ်းပိုက်ရရှိပါတယ်ဆိုတော့ကဗီဒီယိုဖိုင်မှာကိုမအောင်ကျွန်တော်စကားတွေကြိုပြီးတော့ခံတော့ပါတယ်တော်ကြကျွန်တော်မောင်နှမတွေနားလည်မှုတွေလွဲနေပါစေလို့ပါအပြင်ကမျက်နှာဖုံးမှာတော့သိမ်းပိုက်ရရှိပါတယ်ဆိုပြီးတော့အထင်းမှာတော့ကျွန်တော်ပြောတာတော့တိုက်ပွဲတွေပြင်းထန်နေပါတယ်ဆိုတော့ကနည်းနည်းလေးလွဲနေပါစေလို့ပါဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကဗီဒီယိုဖိုင်တစ်ပုဒ်ကို2နာရီခွဲ3နာရီလောက်ကြိုပြီးတော့ရိုက်ခဲ့တဲ့အတွက်ကြောင့်ကျွန်တော်ရိုက်တဲ့အချိန်မှာတော့သိမ်းပိုက်ရရှိခြင်းမရှိသေးလို့ကျွန်တော်ကတော့မရှိသေးဘူးလို့ထည့်ပြီးတော့ပြောတော့ပါကဲတော့ဘာပဲဖြစ်ဖြစ်ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့သေဘောဘူးအကြမ်းဖက်စစ်ကောင်စီတပ်စခန်းကိုKNL နဲ့ပူးပေါင်းတပ်ဖွဲ့ဝင်တွေသိမ်းပိုက်ရရှိပြီးတော့စစ်ကောင်စီတပ်ဖွဲ့ဝင်များအလံဖြူတော်လက်နဲ့ချပါတယ်ဆိုပြီးတော့မင်းညထည့်ပြီးတော့မပြောလိုက်ရလို့ပါအဲ့တော့စခန်းကတော့လုံးဝရတော့ပါပြီတဲ့စခန်းကိုဦးစီးတဲ့အရာရှိအပါဝင်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအလံဖြူတော်လက်နဲ့ချတယ်မနိုင်မှန်းသိတော့မှလက်နဲ့ချတာပါဆိုပြီးတော့အဲ့ဒီလက်နဲ့ချတဲ့အကောင်တွေရဲ့ရုပ်သံဗီဒီယိုဖိုင်တော့လောလောဆယ်မှာတက်မလာသေးလို့ပါတကယ်လို့တက်လာတယ်ဆိုရင်ညကြရင်ရုပ်သံဗီဒီယိုဖိုင်ထဲမှာကျွန်တော်ထည့်ပြီးတော့ဖော်ပြပေးပါမယ်စခန်းရလာမရလာမင်းတို့ဖိပိတ်ညင်းနေတဲ့ကောင်တွေဘေးနားမှာဗိုတာဘောတချင်းစုံနေတာကြည့်ပြီးတော့ဆိုတော့ကဒါလေးကတော့မင်းညထည့်ပြီးတော့မပြောပြလိုက်တဲ့ပထမဆုံးသတင်းကောင်းပါပဲတစ်ဆက်တည်းမှာပဲနောက်ထပ်ကျွန်တော်သတင်းကောင်းတစ်ခုဆိုရင်လည်းအဲ့ဒါလည်းကျွန်တော်ဗီဒီယိုဖိုင်တင်ပြီးမှပဲအဲ့ဒီသတင်းကောင်းကလည်းတက်လာတယ်ဆိုတော့ကအဲ့ဒါလည်းကရင်ပြည်နယ်ဘောလခဲမြို့မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရင်းနှီးပေါက်ဗျူဟာစခန်းကုန်းကိုရရှိပြီးဖြစ်ကြောင်းကရင်ပြည်တပ်မတော် KC ဘုံမူကြီးဖုံးနိုင်ကတော့ People Spring ကိုပြောပြထားပါတယ်ကျွန်တော်ဘေးနားမှာသတင်းကောင်းအပြည့်စုံတဲ့ဓာတ်ပုံတွေချပေးထားပါတယ်ဟိုတလို့တွေကကျွန်တော်ပြောတယ်မိုးပြင်းနဲ့ဘောလခဲမှာဒါကျွန်တော်တို့ညီကိုလိုခင်းတဲ့တိုင်ရင်မှုတွေပြောပြချက်အရဆိုရင်တိုက်ပွဲတွေပြင်းထန်နေပြီးတော့စစ်ကွေးဘက်ကကျွန်တော်ကားတွေပါသိမ်းပိုက်ရရှိလို့သူတို့ဘက်ကအကူအညီလိုနေတဲ့ဒီဇယ်နဲ့ကျွန်တော်ဓာတ်စီစီပေပါစက်ပေပါတော့မှပဲကျွန်တော်ကိုယ်တိုင် speaker လုပ်ပြီးတော့ပြောခဲ့ပါသေးတယ်အခုတော့အဲ့ဒီဘောလခဲမှာရှိတဲ့စစ်ကောင်စီရဲ့ဒါတော်တော်လေးအရေးပါတဲ့ရင်းနှီးပေါက် viewer ကျွန်တော်စခန်းကုန်းကိုကရင်နီတပ်ပေါင်းစုကတော့သိမ်းပိုက်ရရှိပါတယ်ဆိုတော့ကလောလောဆယ်မှာဒါအသေးစိတ်အချက်လည်းမသိရသေးပေမဲ့ကျွန်တော်သိရတဲ့လို့ကတော့ရင်းနှီးပေါက်ကိုကြော်သွားပါပြီလို့ပြောလို့ရပါတယ်ခြံစည်းရိုးထဲမှာပေါ့လေတဖြည်းဖြည်းနဲ့ကျွန်တော်တို့အလုပ်တွေလုံးနေပါတယ်ဆိုပြီးတော့ဘုံမူကြီးဖုံးနိုင်ကတော့ဘောလခဲမြို့စစ်စင်ရေးကို People Spring ကိုပြောပြထားပါတယ်ဆိုတော့အဲ့တော့ပြောချင်တာဘောလခဲမြို့မှာစစ်ကောင်စီတပ်စခန်း5ခုကိုလောလောဆယ်မှာသိမ်းပိုက်ရရှိပြီးဖြစ်ပြီးတော့စစ်ခွေး60ကျော်တိတ်ဆုံးပြီးတော့တုံပန်းအချို့ဖမ်းမိပြီးတော့လက်နဲ့မျိုးစုံ40နဲ့ခဲများလဲရရှိထားပါတယ်ဆိုပြီးတော့ကရင်ပြည်တပ်ပေါင်းစုစီဦးစီးဖွဲ့ရတော့ကြံခဲ့တဲ့ဧပြီလ2ရက်နေ့မှာလည်းထုတ်ပြန်ထားတယ်အဲ့တော့လောလောဆယ်မှာဒါအဲ့ဒီကျွန်တော်တို့ယင်းဒီပေါက်တိုက်ပွဲမှာတော့ဒီတော်လိုင်းရဲဘော်တွေကျွန်တော်9ဦးမြင့်မြတ်စွာကြာဆုံးခဲ့ပါတယ်ဆိုပြီးတော့လည်းစိတ်မကောင်းစွာကျွန်တော်သိရပါတယ်ဘေးနားမှာသတင်းပြည့်စုံတဲ့ဓာတ်ပုံတွေကျွန်တော်ချပေးထားပါတယ်နောက်ထပ်သတင်းကောင်းတစ်ခုဆိုရင်လည်းမန္တလေးတိုင်းငင်းကြံမှာ PDF gate ကိုလာရောက်တိုက်ခိုက်ခဲ့တဲ့အကြမ်းဖက်စစ်ခွေးတပ်နဲ့တိုက်ပွဲဖြစ်ပွားပြီးတော့စစ်ကောင်စီတပ်သားအယောက်20ဦးထက်မနည်းသေဆုံးပြီးတော့တော်လိုင်းရဲဘော်တွေတူးပါတော့မြင့်မြတ်စွာပေးဆက်လိုက်ရပါတယ်ဆိုတဲ့သတင်းပါပဲအချင်းချင်းကတော့ဇွန်လ2ရက်နေ့ဒါနည်းနည်း6နိုင်ခွဲအချိန်ခန့်မှာမြင်းကြံမြို့နယ်လေသိပ်ပြူဝါမှာစစ်ခွေးနေပြူခွေးများပူးပေါင်းထားတဲ့အင်အား80ခန့်ပါတဲ့စစ်ကြောင်းဟာဒါတူရင်ဖို့ရွာအနီး PDF တပ်ဖွဲ့ဂိတ်ကိုဝင်ရောက်တိုက်ခိုက်ခဲ့တယ်အဲ့ဒီတိုက်ပွဲမှာညနေ9နာရီခန့်ဒီတနေကုန်ဒီပါတိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်ခွေးနေပြူခွေး20ဦးတည်းမနဲ့တိတ်ဆုံးပြီးတော့ PDF ရဲဘော်တွေတူကြာဆုံးခဲ့ပြီး6ဦးတန်းရရှိခဲ့ပါတယ်အညာဒေသတော်လိုင်းအင်အားစုမှတာဝန်ရှိသူတွေပြောပြထားတဲ့မြင်းကြံမှာ PDF တပ်ဖွဲ့ဂိတ်ကိုအင်အား80စစ်ခွေးပြူခွေးပေါင်းပြီးတော့လာတိုက်တာစစ်ခွေးနဲ့ကျွန်တော်ပြူခွေး20ကျော်လောက်မုံအားပဲဖြစ်သွားပါတယ်ဆိုတော့တရင်ကောင်အပြည့်စုံကိုကျွန်တော်ဘေးနားမှာချပေးတော့ပါတစ်စက်တည်းမှာပဲနောက်ထပ်အဲ့ဒီပြူခွေးတွေရဲ့မုံအားပဲတရင်ဆိုရင်မကွေးတိုင်းပေါင်းမြို့နယ်ကိုကိုစုပြူစိုးဒီရွာမှာတရသည်ထွက်ကောက်တဲ့ပြူစိုးဒီများကိုပြစ်ခတ်တိုက်ခိုက်မှုမှာ3သေဆုံးပြီးတော့တနတ်တလက်သိန်းစီရရှိပါဆိုတဲ့သတင်းမှာပဲအဲ့လောက်ဒီအကောင်ကြီးငတ်ပြက်နေတဲ့ကောင်လေးတရသည်ကတော့ကျွန်တော်ထင်တာတော့ရင်ဝဲသည်ဖြစ်ဖို့များပါတယ်အစားတလို့အတွက်နဲ့ငတ်ပြက်နေလို့တရသည်ထွက်ကောက်တာမှာတော်လိုင်းတက်ဖို့ကနေစော်ဘလိုတီးလိုက်တာ3ကောင်လို့တခါတည်းကိုယ်သွေးရင်ကိုတူပြီးသားဖြစ်သွားတယ်ဆိုတော့ကအချင်းချင်းကတော့ဇွန်လ2ရက်နေ့ပဲမိုးလင်း2:40မိနစ်အချိန်ကမှပေါင်းမြို့နယ်မြောက်ပိုင်း
ကိုစုပြူရွာမှာတရသီးကုံရန်ထွက်လာတဲ့ပြူခွေးတွေကိုတော်လိုင်းတပ်ဖွဲ့ဝင်တွေကကင်းဘုံဝင်ဆောင်ဆိုင်ပြီးတော့ပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရှိရတယ်တဲ့အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာကိုစုပြူစောဒီရွာမှာပြူစောဒီ3တင်ဆုံးပြီးတော့၎င်းတို့ကင်ဆောင်တဲ့ AK47 အမှန်ကန်နေနော်ပြူခွေးတွေဘယ်ကခိုးလာတယ်မသိဘူး AK47 တနက်နဲ့ဂျင်း26တော့ကိုလည်းတင်စီရရှိခဲ့တဲ့ပြူစောဒီအမျိုးသမီးတူလည်းပြင်းထန်ဒဏ်ရရှိခဲ့ပါတယ်ဆိုပြီးတော့ຫນွေဦးညီနောင်ပျောက်ကြားတပ်ဖွဲ့ဗိုလ်တေစာပြောပြထားတဲ့တရင်ကောအပြည့်စုံကိုကျွန်တော်ဘေးနားမှာချပေးထားပါတယ်တေချာပါတယ်ဒီနေ့နေ့လည်လောက်ဆိုရင်တော့အမျိုးရုပ်ပြူခွေးကောင်းတော့ငပေါက်သူ့ရဲ့ပေါင်းမျိုးနဲ့ကိုစီရွာပြူခွေး3ပေါင်တေးလို့ဆိုပြီးတော့လိုင်းပေါ်တက်ပြီးတော့ငိုကြီးတွေချပါလေဦးမယ်အဲ့လောက်ထိကျွန်တော်ပြူခွေးတွေငတ်ပြတ်နေတာစားကျင်တာတရေသီးတွားလိုက်ရတာမရဏလန်းအစားတလို့အတွင်းနဲ့ကိုတူရင်ကိုတူးပြီးတော့3កောင်လုံးမမပဲဖြစ်သွားပါဆိုတဲ့တရင်ပါပဲကြံပါသေးတယ်နောက်ထပ်တရင်ကောင်းတစ်ခုဆိုရင်လည်း DBB ကဘလို့ဖော်ပြလာတယ်ဆိုတော့ဒူတိုင်းမှုကိုပြစ်ခတ်ရန်ကြံစီမှုဖြစ်တက်ကြကြီးအပါအဝင်3ဦးဖမ်းဆီးခံခဲ့ရပါဆိုတဲ့တရင်ပါပဲတက်တွင်းထဲမှာစတင်ပြီးတော့ပုံကန်နေပြီဆိုတော့ကတရင်အပြည့်စုံကတော့တက်တွင်းတရင်မြစ်ကမနေ့ကဒူတိုင်းမှုအပြစ်ခံရတဲ့ဆိုပြီးတော့တရင်ထွက်ပြီးကမှပဲတက်ကြကြီးနဲ့ရဲဘော်တွေရောက်အဖမ်းခံခဲ့ရတာလေပြဿနာကကာကင်းမှာဒဏ်ရာရလာတဲ့စစ်တီတွေကိုစက်ရုံမပိုးပဲခန့်စစ်ပြင်ခိုင်းလို့မကျေနပ်တာကနေစလာတဲ့ ARV တိုင်းဘက်မှာစစ်ခွေးတပ်ဘက်ကတေတာတွေရောဒဏ်ရာရတာတွေရောမြင်လို့တော့မကောင်းပါဘူးဆိုပြီးတော့ DBB ကတော့ဖော်ပြထားတယ်အကျယ်ကွင်းကတော့ DBB မှာတွားရောက်ပြီးတော့ဖတ်ကြည့်လို့ရတယ်ကဲတော့ဟိုတလောကပဲဘောမပြောင်းပြီးပြောသေးတယ်ရှေ့တန်းမှာဒဏ်ရာရနေတဲ့အုံနာကျိုးကအတူအပြက်စစ်ခွေးတွေကိုအဲ့ဒီအာမဒအမြောက်တဲ့တုံးလေးလေးမှာစက်ရုံမတင်မဲနဲ့စင်းမီတို့နဲ့ကြိတ်ကူးပြီးတော့ခန်းစစ်ပါပြေးခိုင်းထားပြီးတော့ယာရူကြီးပိုင်းလောက်ပဲရန်ကုန်တက်ပြီးတော့ကုသခွင့်ပြီးတော့အောက်ခြေစီခွေးတွေစတင်ပြီးတော့ပုံကန်နေပြီးဆိုတော့ကဒူတိုင်းမှုကိုပြစ်ခတ်ရန်ကြံစီမှုဖြင့်တက်ကြကြီးအပါအဝင်3ဦးဖမ်းဆီးခံလိုက်ရပါဆိုတဲ့တရင်မှာတစ်စက်တည်းမှာပဲဂျာမာသေးတဲ့အဲ့ဒီ ARV တိုင်းဘက်ကပဲနောက်ထပ်တရင်ကောင်းတစ်ခုဆိုရင် DNA New Agency ကဖော်ပြလာတာအဲ့ဒါဘာလဲဆိုတော့ဒီငတန်းချောင်းအနီးဓမ္မပါဠငကရီတောင်မှာစစ်တပ်ကြားဖြတ်တိုက်ခိုက်ခံပြီးတော့တိုက်ရင်မှုတိုက်ပွဲကြပါတယ်ဆိုပြီးတော့သတင်းတွေထွက်ပေါ်နေပါတယ်ဒါကျင်းသေးတဲ့သတင်းတော့မဟုတ်ဘူးသတင်းတွေထွက်ပေါ်နေတော့ကျွန်တော်ဖတ်ပြတာအဲ့တော့ ARV တိုင်းရေကြီးမြို့နယ်ငတန်းချောင်းမြို့ထွက်ရင်းနေတာလမ်းဆောင်ကနေ9မိုင်တောင်ဝေးတဲ့ဓမ္မပါဠငကရီတောင်စီရီနာမှာရခိုင်တပ်တော်အေးရအကြမ်းဖက်စစ်ခွေးတပ်ကစစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ခဲ့ရမှာခလာရ29ကတန်ရင်မှုနဲ့အခြားအစစ်ခွေး3အောင်ကြာဆုံးပါတယ်ဆိုပြီးတော့သတင်းတွေထွက်ပေါ်နေတယ်နဂရစ်ကပသိမ်မိုရွာလမ်းမိတ်တွေနေတဲ့ဆက်ဆက်ယူကနေနဂရစ်ကိုအသွားမှာခြုံကိုအတိုက်ခိုက်ခံရတယ်ကြားပါတယ်လေခလာရ29ကတန်ရင်မှုနဲ့3កောင်သေတယ်ဆိုပြီးတော့ပြောနေကြတယ်ကျွန်တော်တို့စီကတော့တနတ်တန်တွေရောအမြောက်တန်တွေရောအုံးတိုင်အောင်ကြားနေရတာပါလေမြေကြီးတောင်တုံပါတယ်ဆိုပြီးတော့ဆက်ဆက်ယူရွာအနီးဝန်းကျင်မှာနေထိုင်သူပြောပြထားတဲ့ဒီငတိုင်းချောင်းအနီးဓမ္မပါဠနဂရီတောင်မှာစစ်ခွေးတဲ့စစ်ကြောင်းကြားဖြတ်တိုက်ခိုက်ခံရပြီးတော့တန်ရင်မှုပါဝင်စစ်ခွေး3កောင်ကြားပါတယ်ဆိုပြီးတော့သတင်းတွေထွက်ပေါ်နေတဲ့အပြည့်အစုံကိုကျွန်တော်ဘေးနားမှာခြာပေးထားပါတယ်။ကဲတော့နောက်ဆုံးပြသတင်းဆိုရင် TN ကတော့မနေ့ကထုတ်ပြန်လာတယ်။မနေ့ပြန်ကျွန်တော်ဒီဇွန်လ9ရက်နေ့မှာနိုင်ငံရေးစီးရင်နေမေလအတွင်းလှုပ်ရှားမှုအခြေအနေတွေကိုသတင်းစာရှင်းလင်းပွဲပြုလုပ်ပါမယ်ဆိုပြီးတော့ TN ဘက်ကတော့ကျွန်တော်ထုတ်ဖော်ပြောဆိုလာတယ်။ဒါမေလတလတာလှုပ်ရှားမှုအခြေအနေတွေနဲ့ပတ်သက်ပြီးတော့ဇွန်လ9ရက်နေ့မနေ့7:00နာရီမှာသတင်းစာရှင်းလင်းပွဲပြုလုပ်သွားပါမယ်ဆိုပြီးတော့ဗိုလ်မှူးကြီးတာပန်းလာနဲ့သတင်းပြန်ကြားရေးတာဝန်ခံလွေးရည်ဦးတို့ကတော့ရှင်းလင်းဖြေကြားသွားမှာဖြစ်ပါတယ်လို့ဆိုလိုပါတယ်ဆိုတော့ကကျွန်တော်တို့ဟိုတစ်ဘက်ကလည်းပြောခဲ့တယ် TN လေးကတော်တော်လေးကိုကျွန်တော်တရုတ်ကဒီကုန်သွယ်မှုလမ်းကြောင်းတွေပေးစုတဲ့အတွက်ကြောင့် PR တွေရှိနေပြီးတော့တရုတ်ကိုတရားဝင်ကိုကျွန်တော်တောင်းဆိုလာတယ်ဒီ gate တွေပြန်လဲဖွင့်ဖို့ဆိုပြီးတော့အဲ့တော့မနေ့ပြန်သတင်းစာရှင်းလင်းပွဲမှာဗားတွေထပ်ပြီးတော့ကြောင်းမလို့လောစစ်မှာနောင်ချိုဘက်တွေကိုတော့ကျွန်တော်တို့ဒီဘုံချစ်တာနည်းလေးကျဲသွားတယ်လို့ကျွန်တော်သိရတယ်ဒါလည်းစီရီယံဝင်လာတဲ့ဗိုလ်ကြီးစီအောင်ရေးသားဖော်ပြထားချက်အရဆိုတော့ကဘလို့တွေထပ်ပြီးတော့ဖြစ်လာမလဲလာရှုလိုမျိုးပဲတရားလေးသိမ့်ပိုက်ထွန်းချူလာတဲ့မျိုးတွေကဒါတစ်မျိုးလောက်ကိုပဲတရုတ်ကဂျောင်းဝင်စစ်ဆက်ပေးမှုလို့သူတို့ဘက်ကလည်းဂိတ်တွေပြန်ပြီးတော့ဖွင့်ပေးမယ်စစ်ကောင်စီကိုမနှုတ်ကောင်တွေတစ်မျိုးတော့ပြန်ပြီးတော့ပေးလိုက်ဆိုတဲ့ပုံစံမျိုးတွေဆက်ပြီးတော့ဖြစ်လာမလားဆိုတာမနေ့ပြန်သတင်းစာရှင်းလင်းပွဲမှာရှင်းရှင်းလင်းလင်းသိရမယ်ဆိုတော့ဒီကနေ့မနေ့ကတော့နောက်ဆုံးသိရတဲ့သတင်းကောင်းတော်တော်များများကိုအချင်းချုံးပြီးတော့ကျွန်တော်ဖတ်ပြတာပါအကဲတော့နောက်မှာအရင်ဆုံးစပြီးတော့ကြည့်ရမှာတော့ကျွန်တော်မောင်နှမတွေလည်းအပျော်တွေကူးဆက်စေချင်တာနဲ့မနေ့ကကျွန်တော်ဖတ်ပြသွားခဲ့တဲ့တန်ဆယ်မြို့နယ်တွင်မှာအကြမ်းဖက်စစ်ကောင်စီက2ပွင့်ဘိုးရာရှိပါဝင်10ယောက်ကိုတေစီခဲ့တဲ့တိုက်ပွဲပြန်တော်လိုင်းရဲဘော်တွေကိုပြည်သူတွေဘလို့တွေတောင်းတောင်းဖြတ်ဖြတ်ကြိုးစုံနေတဲ့ဆိုတဲ့ရုပ်တံဗီဒီယိုပိုင်းလေးကိုစပြီးတော့ကြည့်လိုက်ရအောင်ကဲလာပြီဗျာနော်တန်ဆယ်မှာအမေသားတွေဖြုတ်ခဲ့တဲ့ပွဲဟေးအာဇာနီရေ
နှစ်ပွင့်ဘိုးပါဝင်ရှီဦးလုံးကိုကျွန်တော်တို့မှာအသေးစော်ခဲ့တဲ့အမေသားတွေဒီလိုရကောင်းကြည့်တယ်အောင်ဒီလိုနေလေးပေါင်းဆိုလိုက်ဒီလိုမှကြီးအဲ့ဒါပြည်သူမြတ်တာပဲကဲအဲ့တော့ကျွန်တော်တို့ပြည်သူတွေကတော့အများအားကျွန်တော်တာဝန်ကျေလျက်ပဲဓာတ်ပုံရိုက်ပြီးတဲ့ဆိုတာကြီးပဲဟိုမှာအောင်တပီဘန်းနေကျွန်တော်တန်ဆယ်ဘက်မှာနှစ်ပွင့်ဘိုးပါဝင်ရှစ်ကောင်လုံးကိုကျွန်တော်အသိဖြုတ်ခဲ့တဲ့တန်ဆယ်ကကျွန်တော်အောင်ပွဲရတဲ့အမေသားတွေကိုပြည်သူတွေတောင်းတဖက်ကြိုဆိုတဲ့ရုပ်သံဗီဒီယိုဖိုင်လေးကိုတော့ကျွန်တော်ရဲ့ထုံးတန်နိုင်ပဲနောက်ခံလေးတွေကတော့ကျွန်တော်ရဲ့ကိုယ်ပိုင်တက်နိုင်တော့ကျွန်တော်ဝါထားပါတယ်ဒါပေမဲ့ social media တွေမှာတော့မနေ့ကတွေကအပြည့်စုံကိုတင်ပြီးသွားပြီဆိုတော့ကျွန်တော်ဘက်ကတော့ကျွန်တော်တောင်းဝင်ကြအောင်လုပ်ကောင်ပါပဲအဲ့တော့နောက်မှာလာမေပါပြီအောင်စရာစစ်ကြောင်းအခုတည်းမကုန်နိုင်သေးပါဘူး KN လေးကျွန်တော်တိုင်ရင်တက်ဖို့ရှိမှာထပ်မှန်ပြီးတော့အလင်းဝင်ရောက်လာတယ်ဒီတကအလင်းဝင်ရောက်လာတာကတော့တက်မ55လက်အောက်ခံခမရ112ကတပ်သားမောင်ဖြိုးကြီးပြောကြချက်ဆိုတော့ကသူပြောတာတော့စနိုက်ပါတက်လက်နဲ့ကျွန်တော်နောက်ထပ်တက်လက်ပါယူလာရလို့ပြောတာပဲတစ်ချက်လောက်ဆက်ပြီးတော့နားထောင်ကြည့်လိုက်ရအောင်မောင်ဖြိုးပါမြတ်ပါစာ1နှစ်ခွန်33ညကိုပါတတ်တာပါဗျာလက်ရှိတောင်ဝါအောင်စရာစစ်ကြောင်းပါလက်ရှိစနိုက်ပါတွဲဘက်အနေနဲ့တောင်းဝင်ယူရပါစနိုက်ပါတွဲဘက်ခမရ112နှစ်ပါဗျာဓမ္မ55ပါဗျာဘာကြောင့်အလင်းကိုသုံးဖြတ်ခဲ့တာလဲတဲ့ဘာကြောင့်လင်းဝင်လာအစောပိုင်းကလည်းလှုပ်ချင်လို့လှုပ်လာတာမဟုတ်ပါဘူးအခုလင်းဝင်လာတာလည်းကိုယ့်အတွက်ရွေးချယ်စရာရှိတယ်ဆိုတဲ့ဟာလေးသိရလို့ဝင်လာခဲ့တာပါကျွန်တော်ရဲ့ဟိုစလိုက်ပါတစ်လက်ရဲ့ MA1 တစ်လက်ခဲ့ပါကြည့်အောင်စနိုက်ပါတစ်လက်က MA1 တစ်လက်ပါသေးတယ်စိတ်ဓာတ်မကြပါနဲ့လို့မင်းတို့ထင်တယ်လို့တင်မဲနေကိုထိုင်ဆောင်နေရတာမျိုးမဟုတ်ပါဘူးလို့မင်းတို့တကယ်လို့ရွေးချယ်ခြင်းနဲ့ဆိုရင်မင်းတို့ဘာလို့တရားရှိတွေငါတို့စင်နီယာတွေငါတို့ရဲ့ဆရာကြီးတွေပြောသလိုမျိုးအဲ့ဒီကိစ္စတွေကြီးပဲအဲ့လိုစကားတွေကြီးကအမှန်တွေကြီးပဲမဟုတ်ပါဘူးလို့မင်းတို့ထင်ထားတာမင်းတို့မျှော်လင့်ထားတဲ့ဟာအဲ့ဒါတကယ်ပါပဲလို့မင်းတို့တွေးနေတဲ့ဟာတကယ်ပဲရှိပါတယ်လို့အခုလက်ရှိငါတို့ပဲကြည်ပါလို့ငါတို့ဘယ်လိုနေနေရလဲဘယ်လိုထိုင်နေရလဲဆိုတော့ဟိုပွင့်လင်းပြောမယ်ကျွန်တော်အရသာလောကကြီးနဲ့စကားကိုပြောမယ်ငါတို့ဒီအခုထင်တဲ့ဟာကိုဖြစ်နိုင်တယ်ဆိုတဲ့ဟာကိုငါတို့ဒီလောက်ခဲ့တယ်ငါတို့ဘယ်လိုနေထိုင်ခဲ့လဲဆိုတာလည်းမင်းတို့လည်းအကုန်လုံးသိပါတယ်ငါတို့ခုချိန်မှာငါတို့ထင်တဲ့အတိုင်းငါတို့ဖြစ်တဲ့နေဆိုတာကိုထင်တဲ့အတိုင်းငါတို့လုပ်လိုက်တယ်အခုဆက်ဆိုင်နဲ့ခန်းခန်းကြီးနေလို့ရနေပါပြီကြားတယ်နော်ဒီစော်ဒီနေပါတယ်အဲဒါကြောင့်မင်းတို့ထင်ထားတာမင်းတို့ဖြစ်ချင်တဲ့ဟာရှိတယ်ဟုတ်လဲဟုတ်တယ်မင်းတို့လုံးယူရင်လုံးယူလို့ရတယ်ဆိုတဲ့အကြောင်းကိုပြောချင်ပါတယ်ဗျာကောင်းတယ်အဲ့လိုပြောသွားတာပုံမှန်လေးလေးပဲကဲအဲ့တော့ဗီဒီယိုဖိုင်လေးတွေရှင်းပါသေးတယ်ကျွန်တော်ဒီလောက်လေးပါပဲကဲတော့ကြားတဲ့အတိုင်းပဲမင်းတို့
နောက်မှာကြံရှိနေတဲ့ရှေ့တန်းမှာတာဝန်ထမ်းဆောင်နေတဲ့ပါစာတွေပြည်သူစစ်တွေဒီမှာဒီကိုလားဒီညီလားမသိဘူးကျွန်တော်တို့အသက်ကြီးလားငယ်လားတော့မသိဘူးသူပြောသွားတာလုံးဝရှင်းရှင်းလေးပဲမင်းတို့လောလောဆယ်မှာပရမတော့မင်းတို့ဖြစ်ချင်တာကိစ္စကိုမင်းတို့အတင်းကျပ်ခိုင်းစီတာဖြစ်ဖြစ်မင်းတို့ပြစိုးရီတွေကိုရောက်လာတယ်ဒါပေမဲ့မင်းတို့စိတ်ထဲမှာအခုငါတို့ထွက်ပြေးကောင်းမလားထွက်ပြေးငါတို့ဟိုဘက်ချမ်းတော်လိုင်းတက်ဖွဲ့နေဘလို့ဆက်ဆံမှာလဲဘာညာဆိုတာအခုမြင်တဲ့အတိုင်းပဲခက်ခံရည်နဲ့ဆက်ဆံရည်ပဲဆိုတော့ကမင်းတို့စိတ်ထဲမှာပိုင်းဖြတ်ပြီးသွားရင်စိတ်ဆုံးဖြတ်ချပြီးသွားပြီဆိုရင်ဒီကိုလိုမျိုးပဲအခွင့်အရေးရတယ်တော်လိုင်းတက်ဖွဲ့နေရှိကိုမင်းတို့ထွက်ပြေးခိုလုံလာလို့ရပါလို့ကျွန်တော်ပြောချင်တယ်ဒါသူ့အသေးစိတ်တဲ့သူစနိုက်ပါတွဲဖက်စနိုက်ပါတနက်တလဲကိုနောက်ထပ်တနက်တလဲပါဝင်ရောက်လာတဲ့အတွက်ကြောင့်ကျွန်တော်တို့ကတော့ဝမ်းသာအားရစွာကြိုဆိုပါတယ်ကဲတော့သူပြောသွားတာကျွန်တော်သဘောကျရင်လေဒီသေမဲလေးကိုထိုင်ပြီးတော့စောင့်မဲ့အတူတူတဲ့ညှော်နှင်းချက်တွေရှိတဲ့နေရာကိုပဲသွားမယ်ဆိုတော့ကငါညီကိုတို့ပြူစောတွေတိတ်ပြီးတော့ချိန်တွေတိတ်ပြီးတော့မရှိတော့ပါဘူးကဲတော့နောက်မှာလာပါပြီအကြမ်းဖက်စစ်ခွေးတက်ကတော့ကျွန်တော်ဒီလအပိုင်းခြားရည်ထဲမှာသူတို့စစ်ခွေးတက်ကဗိုလ်တယောက်နဲ့ရန်ဖြစ်တဲ့ပြူစောဒီခေါင်းဆောင်ဆိုတဲ့ကောင်ကိုလည်းထောင်ထဲကိုထည့်ပြီးသွားပြီမနေ့ကလည်းစစ်ခွေးတက်အတွက်ကိုမဟာရယဘောမပြီးတော့အသက်ပါပေးထားတဲ့ခွေးဆောင်သားဇော်ဘုန်းကြီးကိုလည်းလောလောဆယ်မှာမနေ့ကပြန်လုပ်တယ်ဆိုပြီးတော့သတင်းတွေကလည်းထွက်လာနေတယ်ဒါပေမဲ့ဒီကောင်မန္တလေးဒီနန်းတွင်စစ်ကြောရေးထဲမှာခေါ်ပြီးတော့စစ်စစ်မင်းများပြီးတော့နန်းဦးလေးပါးတွေဖုန်ခါပြီးတော့နပန်တွေပါးတွေရေးလဲအချင်းခံမှာပေါ့ဘောမမုတ်ဆူးမဝါကင်းနဲ့အောင်မေးဘလောက်ကြီးပြုံနေလဲဆိုရင်မနေ့ကဘေးနားမှာစကွန်ရှော့ပဲကြည့်ပြီးတော့ဟိုကောင်ကားတဲ့စစ်ကြောရေးမှာချီးပန်းတာတော့ချီးစိမ့်နေပဲပန်းပါတယ်ဆိုတော့ပါကျွန်တော်မောင်မတွေမိုးဆိုးမဝါကင်းနဲ့အောင်မေးဇော်ဘိုးကြီးစစ်ကြောရေးမှာရေးလဲအပြင်းခံနေရတာကိုအောင်ပွဲတွေခံပြီးတော့တော်တော်လေးကိုပျော်နေရှာတယ်အဲ့တော့အောင်မင်းနေပျော်နေရမှာနဲ့နောက်မှာဘောမကြုံမြုံမရလဲဇော်ဘိုးကြီးငပိကျော်စားရတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဘလောက်တောင်ကြိတ်ပျော်နေလဲဆိုတော့10 မိနစ်စာရုပ်တံဗီဒီယိုပေါင်းဆက်ပြီးတော့ကြည့်လိုက်ရအောင်ဗျာ ဒါပေမဲ့လာဖမ်းတဲ့ခါတော့ကြာရင်တော့လိုက်သွားကြပါဗျာအခုလိုက်သွားကြပါဒါပဲရှိတာလာဖမ်းရင်တော့ဘာလို့ခဲဥပဒေပေါင်းကျူးလို့နေတယ်နော်ခုနပြောတဲ့ပုံစံပေါ်မူတည်ပြီးထောင်ထဲရောက်နေတာရှိတယ်စကလုံးအသုံးလုံးပေါ်မူတည်ပြီးထောင်ထဲရောက်နေတာရှိတယ်60ရောက်ကားတွေညှိနေတာရှိသေးတယ်ဒါကြောင့်စကားတစ်ခွန်းပြောတဲ့အခါအကြောင်းအရာတစ်ခုကပြောတဲ့အခါကိုဟာ official တရားဝင် media မဟုတ်ဘူးသို့မဟုတ်တရားဝင်အလုပ်လုပ်နေတဲ့သူမဟုတ်ဘူးဆိုရင်စကလုံးအသုံးလုံးတွေကိုပေါက်လို့ပဲသာပြောလို့မရဘူးအဲ့လိုပဲတရားဝင် media ရေးဆိုပိုတော်သူကစီကန်းရှိတယ်စီကန်းနဲ့ထင်းရတယ်ရှိတဲ့အခါကျတော့တချို့အရာတွေကတစ်ဖက်ဟိုကနေပတ်သက်ပြီးသတိကြီးထားပြောရရှင်မပိုင်မပြောဘဲနဲ့ပိုင်မှသေချာပြောတာမျိုးလူတာပိုကောင်းတယ်ဒါမျိုးတွေပေါ့အဲ့တော့ပြောချင်တာတောင်းတောင်းတာမန်ချင်းနေမှာတော့စကားနဲ့ပတ်သက်လို့တင်စီပြောလို့ကျွန်တော်ကလူကြောက်ကိုဆဲလိုက်တစ်ဖက်လူကကျွန်တော်ပြန်မှုဖွင့်ကျွန်တော်ထောင်ထဲရောက်မှာအနည်းဆုံးတော့အချုပ်ထွက်ရောက်ပါဆဲလို့မရဘူးဘယ်သူဆိုပြီးကျွန်တော်ဆဲလိုက်တယ်နာမည်တက်ပြီးဆဲလိုက်ဆိုအဲ့လိုဆဲဥပဒေကြောင်းကညှိပါဥပဒေကြောင်းညှိပါဆိုသူကအစကတည်းကဥပဒေမှာရှိထားပြီးသားလူပုဂ္ဂိုလ်တူတယောက်ကိုဆဲဆိုတာလုံးလို့မရဘူးဆဲဆိုလိုက်ပြီဆိုတော့ဥပဒေကြောင်းအရသူကညှိနေပြီညှိနေပြီဥပဒေကြောင်းကသူမဟုတ်တာလို့သူကိစ္စဒါပေမဲ့ဆဲဆိုမှန်ရိုင်းမှုကကိုယ့်အလုပ်ကိုကနေထိုင်နေအမှုထောင်းရအဲ့ဒါပုံမှန်ဖြစ်နေကြဥပဒေထဲမှာပါပြီးသားရှိပြီးသားမကြိုက်တာကိုမကြိုက်ကြောင်းဝေဖန်လို့ရတယ်တိုးတော့မကြိုက်တာကိုမကြိုက်ကြောင်းပြောပြီးမဲ့တီဆဲအစိုးရအာဏာပိုင်ဖွဲ့စည်းမှုမှာဆဲဆိုရန်ကားတာချတော့ဥပဒေတွေကိုကြော်သွားတာအဲ့ဒါပြဿနာတက်တာဒါလေးတော့တတိထားကြဖို့တော့ ဘယ်နေ့ငပိကျော်စားရမလဲမသိဘူးနော်ငပိကျော်လေးပါလာပို့ကြအောင်တကယ်လို့ပါသွားရင်တော့ 哎呦我的妈！ အဲ့တော့ကြားတဲ့အတိုင်းပဲသူကငကိုလေးကကြိုပြီးတော့နမိတ်ဖြတ်သွားတာဘယ်နေ့ငပိကျော်စားမှမသိဘူးလေငပိကျော်လေးလည်းလာပြီးတော့ပို့ကြပါအောင်ဆိုတော့ကမင်းတို့အောက်တန်းသား9000စာနာလပိန်းတို့ဘောမရက်ကော့ဟာတွေတွားပြီးတော့ငပိကျော်လေးမန္တလေးစစ်ကြောရေးကိုတွားပြီးတော့ပို့လိုက်ကြအောင်ဆိုတော့ကဘောမကြုံမြုံမင်းတော်တော်လေးကိုကြိတ်ပြီးတော့ပြောနေရှာပါတယ်ဟိုခွေးမသာစော်ဖို့ရမုံမူလာပြီးဆိုရင် YouTube မှာတက်ပြီးတော့အကြမ်းဖက်စီကွေးတဲ့နဲ့မရောက်တော့ငါနဲ့ကန်ပြီးတော့တုံးနေကြဆိုတော့ကျွန်တော်တို့ကဒီကောင်ကိုပြောတာဇော်ဘုန်းကြီးကအရင်မူးနေပြီမဲ့ဒီကောင်အကျမ်းဘက်စီခွေးတွေကယာလူကြီးပိုင်းနဲ့အောက်ချီဝန်ထမ်းတွေအကျင့်ပြက်ခြားထားတော့ဒီကောင်တတိရှိရှိကိုဖော်ကောင်လောက်သွားတယ်ဆိုတော့အဲ့ဒီကူကတော့တခြားကျွန်တော်တို့ဟိုမှာစီခွေးတွေကိုဖားရပြီးတော့နေရာရမလားဆိုတော့အယုတ်ကိုက် lobby နဲ့ကွာရေးဆိုတော့ဒါကတော့ကျွန်တော်တို့ဒါဝင်မခံလို့တော့မရပါဘူးကဲတော့နောက်မှာအဲ့ဒီအကျမ်းဘက်စစ်ကောင်စီကလိုင်စင်မဲ့ကားတွေဆိုင်ကယ်တွေဖမ်းတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မနေ့ကလည်းကျွန်တော်အခြေအနေကိုပြောပြတယ်အဓိကကျွန်တော်ထိတာအခုလောလောဆယ်မှာအောက်ခြေကျွန်တော်အခြေခံလူတန်းစားတွေထိတာပါပဲကျွန်တော်မနေ့ကလည်းပြောပြီးသွားပြီမိဘပြည်သူတယောက်ဆိုဘယ်လောက်ပြောလဲဆိုကျွန်တော်မှလည်း SI ကလေးနဲ့ကယ်ရီဆွဲစားနေရတယ်ကျွန်တော်သားလေးသမီးလေးတောင်ကြောင်းတော်လိုက်မပုံနိုင်ဘူးပြဆိုပြီးခံရတာတော့အခုလောလောဆယ်မှာအောက်ခြေကျွန်တော်အခြေခံလူတန်းစားတွေဒီလိုင်စင်မဲ့ဆိုင်ကယ်တွေကိုရဲကွေးစစ်ခွေးတွေပိုက်စိတဲ့ဖမ်းဆီးပြီးတော့တစ်ဖက်လက်နဲ့ငွေပေးပြီးတော့ပြန်ထုတ်တယ်တချို့လည်းဘိန်းကောင်ဘေးသားတွေကိုပြန်လဲတစ်ဖက်လက်နဲ့ပြန်ရောင်းစားနေဆိုတော့ကအမှန်တကယ်ဖမ်းမှာအဲ့ဒီအကျမ်းဘက်စစ်ကောင်စီရဲ့ယာလူကြီးပိုင်းတွေနန်းစီတွေရောဝန်ထမ်းတွေအများစုစီးနေတာဝတ်တော့ကားတွေပဲဆိုတော့ကအကျမ်းဘက်စစ်ခွေးတဲ့ဘောမတွေဒီကောင်ဘာတွေပြောထားလဲဆိုတော့ဆက်ပြီးတော့နားထောင်ကြည့်လိုက်ရအောင် တော့ဒီဝေးတော့ကားတွေခင်ဗျားတို့ခုနကဝေးတော့ဆိုင်ကယ်တွေဝေးတော့ဆိုင်ကယ်ကြောင်းခေါင်းထဲတော့မထည့်ဘူး။ဘာကြောင့်လဲဆိုတော့တနိုင်ငံလုံးအဲ့ဒါလိုင်စင်လုပ်ပြလိုက်ပြီးတော့ဒီအဲ့ဒါတာမန်စင်းရဲသားလေးတွေပဲဟုတ်လားအခြေခံလူတန်းစားတွေပဲဟုတ်လားအသုံးပြုနေတာ
သူတို့အဆင်ပြေအောင်လုပ်ပေးလိုက်ခင်ဗျားတို့တကယ်တမ်းကျတော့ဘယ်သူမှဝေသောက်လည်းကားလည်းမရှိချင်ဝေသောက်ဆိုင်ကလည်းမရှိချင်ဘူးခင်ဗျာတိုင်းဖွံ့ဖြိုးတိုးတက်အောင်အစိုးရတွေကကြိုးပမ်းရမှာလေဒီလိုစောက်ပြတ်တတ်နေလို့ဒီလိုဓာတ်တွေသူတို့မှစီးနေရတာခင်ဗျားတို့အကုန်လုံးမတာဝန်ရှိတယ်အဲ့တာဝန်ရှိတာကိုနောက်တစ်ခါဒီဝေသောက်ကားတွေဝေသောက်ဆိုင်ကတွေဆိုတာမိုးဘွားကျလာတာမဟုတ်ဒီဟိုနေစမ်းနေလမ်းကြောင်းတစ်ဆောက်ဖြတ်လာတာအဲ့ဒီမှာအစင်းစင်းခင်ဗျားတို့ပိုင်ရဆိုင်ရတွေဟာတောင်တင်မြောက်တင်တောင်ပေးမြောက်ပေးနဲ့ခင်ဗျားတို့တက်နိုင်ငံလုံးပြနေတာအဲ့တော့ဘယ်သူမှတာဝန်ရှိတယ်အကုန်လုံးမှတာဝန်ရှိတယ်အဲ့ဒါတွေလိုက်ဖမ်းမယ်ဆိုရင်ခင်ဗျားတို့တယောက်မှတော့ကြာမှာမဟုတ်နောက်ဆုံးတော့ဒီကိစ္စကြီးကိုပြည်သူကပိုက်ပေါ်မိတဲ့ပြည်သူကလာခံရတယ်ပြီးတော့လည်းအခြေခံလူတန်းစားအများစုခင်ဗျားတို့အဲ့ဒီမှာတထေးတွေကတော့ဟိုလိုင်စင်ကားကိုနှစ်စီးတစ်စီးပေါင်းပြီးတော့ဝေးတောက်တွေနဲ့ဟုတ်လားပွာရတာတွေရှိတယ်အဲ့ဒီကောင်တွေအကုန်လုံးပိတ်ဖမ်းမှာအဲ့ကောင်တွေဖမ်းမှာဟုတ်တယ်အဲ့ဒါတော့ဟုတ်လားခုနတော့ခင်ဗျားတို့အခုဒီဝေးတောက်ကားတွေဖမ်းတော့ဝေးတောက်ဆိုင်ကတွေဖမ်းတော့ဘာမှထားမှာလဲဆန့်တော့မဆန့်ဘောလုံးဝင်းတွေကွင်းတွေဟုတ်လားပြီးမိုးရည်တွေမှာဗနဲ့နှစ်ပြစ်ထားမှာလဲအဲ့မှာထုတ်ကြမယ်ထုတ်ကြမယ်ရောင်းစားကြမယ်ဘာအခွန်ပဲပြန်မှာပြီးပါလို့မှာလဲတန်ရီစဲကိုပို့မှာလားဒီကားတွေကိုခင်ဗျားတို့ဟိုလိုင်စင်ဟိုလီလံပြစ်ပြီးတော့လိုင်စင်ပေးပါလားအဲ့ဒါမှခင်ဗျားတို့စီးပွားရိုက်ပြီးလှုပ်ရှားကြအောင်ကဲအဲ့တော့ကြားလိုက်တိုင်းပဲဒါကတော့အကျမ်းပဲစီကွက်တက်ကိုထောက်ခံနေသူတယောက်မနေ့က line ပေါ်တက်ပြီးတော့ပြောသွားတာပဲမနေ့ကလည်း DVB ကဆက်ပြီးတော့ဖော်ပြတာလေရှမ်းပြည်နယ်နဲ့တနင်္လာရီတိုင်းတွေမှာလည်း line စင်မဲ့ကားတွေကိုငွေကြေးယူပြီးတော့နေဆက်ကနေဝင်ပြုတ်ပြီးတော့မြို့ပေါ်တွေကိုရောက်ခါမှာဖမ်းဆီးတာတွေလောက်တာနေပါလေဆိုပြီးတော့မြို့ကန်တွေကလည်းပြောပြထားပါတယ်ဆိုတော့ဒီကောင်တွေကနှစ်သေးစားတဲ့ပုံစံမျိုးဟိုကနေဆက်ကနေတွန်းလာတဲ့ခါလေးကြတော့ပတ်စံယူပြီးတော့ကျွန်တော်လှုပ်ပေးထားတယ်ပြီးမြို့ထဲလေးရောက်တော့ကွာကနေဆို line စင်မဲ့ကားဆိုပြီးတော့တခြားဖွဲ့ကဖမ်းဆီးလိုက်တယ်ဆိုတော့ကလောလောဆယ်မှာခံနေရတာအောက်ခြေကျွန်တော်အခြေခံလူရသားတွေတနေ့လုံးမှာတနေ့စားတာဒီဆိုင်ကလေးနဲ့ဟိုသွားဒီလာလုံနေတဲ့အဲ့ဒါတွေကစား AOE တိုင်းမှာဆိုရင်ပိုက်စိတ်တိုင်ပြီးတော့ရဲကွေးစစ်ခွေးတွေဆိုင်ကလေးကိုမတရားဖမ်းဆီးနေဆိုတော့ကကျွန်တော်အစိုးရကပြောတယ်အဲ့ဒါကိုတစ်ဖက်နဲ့ဒီကောင်တွေပြန်ပြီးတော့လာပြီးတော့ရွေးခိုင်းမယ်ပြီးရင်လာမယူဆိုရင်လည်းဘိန်းကောင်ဘေးသားတွေကိုတစ်ဖက်နဲ့ပြန်ထုတ်ပြီးတော့ပွဲစားနဲ့ပေါင်းပြီးတော့ရောင်းစားအောင်မဆိုတာ2008 2009လောက်ကလာမသိဘူးကျွန်တော်တန်ငယ်ချင်းမမရသူ့မျိုးကိုသွားတော့အဲ့ကောင်တရားရုံးထဲမှာလောက်တာစည်ဒီကောင်ကျွန်တော်ကိုခေါ်ပြတာဟိအောင်နဲ့ဒီမှာလာကြီးတဲ့ဝိုင်းနဲ့ပတ်ပတ်လေးမှာကားလာတာနဲတာမဟုတ်ဘူးကျွန်တော်ဆိုင်ကယ်တွေနေဘက်မှာကားသိမ်းမရှိတော့အဲ့ဒါတွေဘာလို့တာလဲဆိုတော့လိုင်စင်မကားတွေလည်းကျွန်တော်ဒန်ကြီးလာပြီးတော့မဆောင်တဲ့သူတွေအကုန်လုံးအဲ့ဒါတွေကိုရဲစခန်းဖမ်းပြီးတော့ဒီမှာလာထားတာဆိုတော့နဲတာမဟုတ်ကျွန်တော်တချို့ဘိန်းကောင်ဘိန်းသားတွေကတော့ဒီကောင်တွေခိုးထုတ်ပြီးတော့ရောင်းစားရတယ်တချို့ဘိန်းတွေကတော့ဒီတိုင်းပဲပီလျာကံပဲဆိုတော့ကမိုးလေးပဲဆိုအကုန်တန်ကြီးတွေတက်ပြီးတော့ဒီမှာဟိုလူပြောရတဲ့အတိုင်းပဲတိုင်ကျူသက်အကုန်လုံးပို့ရမယ်ဖြစ်မှာကဲတော့လောလောဆယ်မှာအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ပြည်သူတွေကြားမှာလည်းတော်တော်လေးကိုပေါ်လုံးတွေရိုက်နေပါတယ်ကဲတော့ဒီကနေ့မနေ့ကတော့ဗီဒီယိုဖိုင်လေးရှေ့ကောင်းရှေ့သွားပါလိမ့်မယ်လေကျော်တွေကလည်းကျွန်တော်ထုံးစံတိုင်းပဲရှေ့နေကြဆိုတော့ကညကြမှာပဲနောက်ထပ်သတင်းကောင်းရုပ်သံဗီဒီယိုဖိုင်လေးနဲ့ပြန်လာခဲ့ပါဦးမယ်တော့ကျွန်တော်ရဲ့ဗီဒီယိုဖိုင်ကိုနှိမ့်သိကြည့်ရှုနေတဲ့မိဘပြည်သူအမေသားသမီးမောင်နှမတွေတယောက်ချင်းစီတိုင်းစိတ်ချမ်းသာခြင်းကိုယ်ရည်ကျမ်းမာခြင်းများနဲ့ပြည့်စုံကြပါစေ။